ခင်ဆိုတာဟာဖယားသခင်ရဲ့ကိုယ်စားလှယ်ဖြစ်တယ်ဖယားသခင်စေလွတ်ထားတဲ့ဖယားသခင်ရဲ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်တင်ဖယားသခင်ရဲ့မေတ္တာကိုနားမလည်သိဖို့ဆိုရင်ဖခင်ရဲ့မေတ္တာကိုအရင်ရှာကြည့်ပါဖခင်ရဲ့မေတ္တာဖယားသခင်ရဲ့မေတ္တာဖြစ်တယ်ဟာလေလုယာအချို့တော့သူတွေကဖခင်အခုချိန်မှာမရှိတော့ဘူးအခုချိန်မှာမရှိတော့ဒါပေမဲ့တစ်ချိန်လုံးကရှိခဲ့လို့တင်ရှိနေတာဖြစ်ပါတယ်ဗျာနာမဘုံကြည့်ပါစေပြောကြည့်ပါကျွန်တော်မှာဖခင်ရှိတယ်နောက်တစ်ချက်တော့ကျွန်တော်မှာဖခင်ရှိခဲ့တယ်ဟာလေလုယာဟာလေလုယာဖခင်ဆိုတာတကယ်ဘုရားသခင်ရဲ့ကိုယ်စားလှယ်ဖြစ်တယ်ကျွန်တော်ဒီနေ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့တောင်တန်းကြီးပမာဖေဖေမြတ်တာအာမင်အာမင်ဒီတခြင်းကိုကျွန်တော်ရေးတဲ့အခါမှာလေကျွန်တော်ရဲ့အဖေကိုကျွန်တော်မြင်ရောင်တဲ့အရာတွေရှိတယ်ပြီးရင်ဖယားသခင်ကိုမြင်ရောင်တဲ့အရာတွေရှိတယ်ပြီးရင်ကိုဖော်ညွှန်းတဲ့အရာတွေလည်းရှိတယ်ဒီတခြင်းကိုကျွန်တော်ရေးဖြစ်တဲ့အချိန်မှာလေကျွန်တော်တို့ငငယ်တုန်းကဆိုရင်အရန်ခက်ခဲတယ်အရန်ချက်သေးတယ်ထယံအိမ်လေးမှာနေတယ်တခါတလေမိုးမလုံးလေမလုံးနဲ့နေရတယ်ရွာကလေတာရွာဖြစ်တဲ့အတွက်ကြောင့်မို့ညတိုင်းလေတာတိုက်တယ်ညတိုင်းလေတိုက်တဲ့အတွက်ကြောင့်မို့ကောင်းကောင်းမအိပ်အောင်ဂုံတိုင်းဂွာတိုင်းပဲသူ့မောတန်နေလေဂုံတိုင်းဂွာတိုင်းနဲ့အရန်ကိုချက်သေးတဲ့ဘဝမှာကျွန်တော်ရှိခဲ့တယ်အဲ့ဒီအချိန်မှာလဲကျွန်တော်အဖေကတော့မလိမ္မာပါဘူးဒီနေ့အဖေမရှိလို့ကျေးဇူးတော်ချီးမွမ်းတယ်ဒါပေမဲ့အဖေကိုကျွန်တော်ဂုဏ်ပြုမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အဖေကအခုချိန်မှာအရန်လိမ္မာနေပြီအဲ့တော့ကျွန်တော်အဖေကမလိမ္မာအောင်အရက်တောက်တယ်အရက်တောက်ပြီးတော့မှညတိုင်းသူအရက်တောက်ပြီးတော့မှပြန်လာတယ်ပြန်လာတဲ့အချိန်တိုင်းတာသမီတွေကိုဘယ်တော့မှမရိုက်ဘူးကျွန်တော်အဖေအရက်တော့တောက်တယ်တာသမီတွေကိုမဆဲဘူးတာသမီတွေကိုမဆူဘူးသူဟာနဲ့သူအေးစေးပဲနေတယ်သူလှုပ်ရရှိတဲ့အလုပ်တွေနေ့လည်ကျရင်လှုပ်ရရှိတဲ့အလုပ်တွေလုပ်တယ်ညနေကျရင်တောက်ရရှိတာတောက်တယ်ဒါပေမဲ့တာသမီတွေကိုကျွန်တော်အဖေကျွန်တော်ကိုတခါမှမရိုက်ဘူးအခုချိန်ထိတခါမှမရိုက်ဘူးဒါပေမဲ့အဖေစကားတခွန်းပြောရင်ကျွန်တော်မှတအားချီတယ်အဖေတခွန်းပြောရင်ဒါကြောင့်မလို့လေအိမ်တဲ့အိမ်မှာလေမိခင်ဆုံးမတာနဲ့ဖခင်ဆုံးမတာအရင်ထိရောက်တယ်မိခင်ဆုံးမကြီးကျွန်တော်သားလေသူ့အမေပြောကြိုက်တယ်လို့ပြောဘာမှဂယုမဆိုင်တာဒါပေမဲ့အဖေကတခွန်းပြောလိုက်ရင်အဲ့ဒီတခွန်းကိုသူအမြဲတမ်းမှတ်ထားတယ်ကျွန်တော်အဖေကနော်မလိမ္မာခဲ့ပေမဲ့ကျွန်တော်တို့ကိုအမြဲတမ်းမှလမ်းပြတယ်နော်သူကတာမလိမ္မာတာကျွန်တော်တို့ကိုလိမ္မာအောင်တော့သူတင်ပေးတယ်တအရန်ချစ်စရာကောင်းတဲ့အဖေဖြစ်တယ်ဘုရားရဲ့နာမတော်ကိုအထူးပဲချီးမွမ်းတယ်ကျွန်တော်တို့ကျွန်တော်ညီကိုနှစ်ယောက်မလေးရှားရောက်ပြီးတော့မှပြောင်းလဲပြီးတော့မှကျွန်တော်တို့အဖေအမေကိုပြောပြတယ်အဖေအမေကျွန်တော်တို့ယုံကြည်သူဖြစ်သွားပြီကျွန်တော်တင်အောင်ဆရာနေဖြစ်ပြီအဲ့လိုပြောတဲ့အချိန်မှာကျွန်တော်အဖေကယုံကြည်သူတော့မဟုတ်ပေမဲ့ဘာလို့တလဲဆိုရင်ငါဒီနေ့ကစပြီးအရက်ဖြတ်ပြီအဖေကလည်းအရက်လုံးဝဖြတ်သွားတယ်ငါတာသမီနဲ့တင်အောင်ဆရာတွေဖြစ်ကိုပြီငါအရက်ဖြတ်မယ်ဆက်လက်ဖြတ်မယ်တရက်ထဲမှာအကုန်ဖြတ်တာကျွန်တော်အဖေဟာလေလုယာတသက်လုံးဖြတ်ဖို့မစင်စားရတဲ့သူဖြစ်တယ်ဒါပေမဲ့နော်အဖေကတာသမီတွေအတွက်အမြဲတမ်းကြည့်တယ်ဆိုတာကိုကျွန်တော်ဒီနေရာမှာကျွန်တော်ဒီတခြင်းကိုကျွန်တော်ရေးတဲ့အခါမှာတကယ်အဖေရဲ့မေတ္တာသူ့နိုင်လို့မရဘူးတကယ်ကိုတောင်တန်းကြီးလို့ပဲကြီးမားတယ်စကားပုံတစ်ခုရှိတယ်အမေရဲ့မေတ္တာဟာတဲ့ရေလိုအိမ်များတယ်ဆိုရင်အဖေရဲ့မေတ္တာဟာတောင်တန်းကြီးပမာကြီးမားလို့ ਨੇ အဖေရဲ့မေတ္တာဟာကောင်းကင်လိုပဲမြင့်မားတယ်တဲ့ဟာလေလုယာဟာလေလုယာဘုရားနာမဘုံကြည်ပါစေမိဘမရှိဖခင်မရှိတဲ့ညီကိုမောင်နှမတွေဖခင်မရှိတော့တဲ့ညီကိုမောင်နှမတွေဒီနေ့တင်းရဲ့ဖခင်နေကောင်းကင်ဖခင်ဖြစ်တယ်ဒီအကြောင်းကိုလည်းကျွန်တော်ဒီနေ့မှာကျွန်တော်အနေငယ်ဝင်ငါမှာဖြစ်ပါတယ်တစ်ချိန်တုန်းကအဖြစ်ပြက်လေးတစ်ခုရှိခဲ့တယ်အမေရိကန်မှာအဖြစ်ပြက်လေးတစ်ခုရှိခဲ့တယ်အဲ့မှာဘာဖြစ်လဲဆိုရင်မြင်းငလင်ကြုံတဲ့အခါမှာငလင်ကအရန်လှုပ်တဲ့အခါမှာလူတွေများစွာတည်သွားကြတယ်လူတွေများစွာတည်တဲ့အခါမှာအဲ့မှာထူးခြားတဲ့ဖခင်တယောက်ရှိတယ်အရန်ထူးခြားတဲ့ဖခင်သူ့သားကငငယ်လေးပဲကျွန်တော်သားအရွယ်လောက်ပဲရှိတယ်9နှစ်6နှစ်အရွယ်ပေါ့နော်ကဲစိတ်သမားတွေလည်းအကုန်ရှာပြီးတော့မှနောက်ဆုံးသူတို့ဘာလို့လဲနေရက်3ရက်ရှာပြီးပြီဆိုရင်တော့လူတွေကဘယ်သူမှအသက်မရှင်တော့ဘူး
ဆက်ပြီးတော့မရှာတော့ဘူးဆိုပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့မှအကုန်လုံးဆက်မရှာတော့ဒါပေမဲ့အမှထူးခြားတဲ့ဖခင်တယောက်ကလိုက်ရှာနေသေးတယ်ငါသားမတည်သေးဘူးငါသားကိုငါရှာမယ်ငါသားငါကိုစောင့်နေတယ်လူတွေကဘာပြောမရှာနဲ့တော့ငါတို့လည်းပင်ပန်းနေပြီမရှာနိုင်တော့ဘူးနေ့သားလည်းအခုချိန်မှာဆိုရင်အသက်မရှိတော့ဘူးဒီနေ့ဒီအချိန်လေးတော့နော်ဂျာခဲ့ပြီတကယ်လို့ဒါ तू ကအသက်ရှင်နေတော့မှအစာအငတ်ငတ်ခံပြီးတော့ तू တင်နေတော့ပြီပြောပေမဲ့ तू ကမရဘူးငါသားကိုငါရအောင်ရှာမယ်ငါသားငါ့ကိုစောင့်နေတယ်အတူစူးစမ်းပြီးရှာတယ်ရှာတဲ့အခါမှာအဲ့ဒီနော်ကဲစေးသမားတွေလည်းတနာတော့အားဖြင့်ရှာကူကြတာပေါ့စိတ်ချမ်းသာအောင်ရှာကူကြတာပေါ့ရှာရင်နဲ့ကဲစေးသမားတွေကမောပြီးတော့မှပြန်သွားကြပြီအဲ့ဒီအခါမှာအတန်တိုးလေးတစ်ခုကြားတယ်အဖေးဆိုတဲ့စကားလုံးကို तू ကြားရတယ်အဲ့ဒီအခါမှာ तू ကအပန်းကဲစေးသမားတွေအကုန်ပြန်ခေါ်ငါတာအတန်ကိုငါကြားတယ် तू တာအတန်ကို तू ကောင်းကောင်းမမိတယ်နော်ငါတာအတန်ကိုငါကြားတယ်ကျွန်တော်ကတစ်ချက်လောက်လာကူညီပါအဲ့ဒါငါသားရဲ့အတန်ဖြစ်တယ်ဆိုပြီးတော့ तू ကအကူညီတောင်းပြီးတော့ तू လိုက်ရှာတယ်ရှာရင်နဲ့အထဲမှာတွေ့သွားရောတွေ့သွားတဲ့အခါမှာအထဲမှာ तू သားတစ်ယောက်ပဲမဟုတ်ပဲနဲ့ကလေး9ယောက်ပါရှိနေတာအထဲမှာအဲ့ဒီထဲမှာလေထူးခြားတာတစ်ခုကလေ तू သားလေးက तू အဖေမရှာခင်လေးမှာ तू တငယ်ချင်းတွေကိုခွန်အားပေးတော့ तू ကဘယ်လိုခွန်အားပေးလဲဆိုရင်တငယ်ချင်းနေတော့မချောင်းနဲ့ငါအဖေလာလိမ့်မယ်ငါအဖေငါ့ကိုပြစ်မထောင်ငါအဖေငါ့ကိုရအောင်ရှာပါအာမင်သူတငယ်ချင်းကိုသူအားပေးပြီးတော့သူတငယ်ချင်းနဲ့လည်း3ရက်4ရက်ကြာပြီမဲ့တယောက်မှမတည်တော့ရေမတောက်ရဘူးအစာမစားရဘူးတယောက်မှမတည်တော့နောက်ဆုံးမှာသူသားနဲ့သူပြန်တွေ့ခွင့်ရတယ်ကြည့်ဒီနေရာမှာဖခင်ရဲ့မေတ္တာဖခင်တယောက်ရဲ့မေတ္တာကလေတကယ်တော့ကျွန်တော်တို့အနီးနားမှာမရှိခဲ့တော့မှအဲ့ဒီမေတ္တာကျွန်တော်တို့ကအမြဲတမ်းမှာကွယ်ကာပေးတယ်အဲ့ဒီမေတ္တာအမြဲတမ်းမှာလုံခြုံတယ်အိမ်တဲ့အိမ်မှာဖခင်တယောက်ရှိပြီဆိုရင်အဲ့ဒီအိမ်ဟာအလုံးခြုံဆုံးသောအိမ်ဖြစ်ပါတယ်ဟာလေလုယာဒီဖခင်ကပညာတက်တာမတက်တာတော်တာမတော်တာနဲ့မဆိုင်ဘူးဖခင်ရဲ့အမိုးအောက်မှာရှိခြင်းဟာလုံခြုံမှုတစ်ခုပဲဟာလေလုယာအဲ့ဒါကြောင့်မို့ကျွန်တော်အခုချိန်នេះခရီးမသွားရသေးဘူးလောကပေးမသွားသေးဘူးဖခင်ရဲ့အမိုးအောက်မှာနေခြင်းတဲ့အဖွဲ့တွေအများကြီးကျန်နေတယ်ခီးသွားမယ်ပြောတော့မသွားနဲ့အောင်နော်အရန်သားကြတယ်ပြောချင်တဲ့ဘောကဖခင်ရဲ့မေတ္တာဟာအလွန်ကြီးမားတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မို့ကျွန်တော်တင့်ကိုပြောချင်တာတင်အမေကိုအရန်ချစ်တာမှန်တယ်အမေနဲ့တန်းသူအဖေကိုချစ်ပေးပါတချို့ကအမေကိုချစ်တယ်အမေမအမေအဖေမအဖေဖြစ်ဖို့လည်းလိုတယ်ဟာလေလုယာဘုရားနာမဘုန်းကြီးပါစေအာမင်အဖေတွေကိုလက်ခုပ်တီးပြီးတော့ဂုဏ်ပြုရအောင်ကျွန်တော်12နိုင်ဆိုရင်ဆုံးသက်မှာပါ12နိုင်မထိုးခင်လေးမှာနည်းနည်းကျွန်တော်ဝင်ငှချင်တယ်အဖြစ်ပြက်လေးနောက်တစ်ခုလေးကျွန်တော်ပြောပြချင်တယ်ဒါကြတော့တရုတ်ပြည်မှာဖြစ်ခဲ့တဲ့အဖြစ်ပြက်လေးပေါ့သူအဲ့ဒီသူဖခင်တယောက်မှာတမီးလေးတယောက်ရှိတယ်တမီးလေးအဲ့ဒီတမီးလေးကသွေးကင်စာဖြစ်တာသွေးကင်စာဖြစ်တော့ဆရာဝန်တွေကပြောတယ်နေ့သမီးတေးမယ်တရက်တေးမယ်အချိန်လည်းအတိအကျသတ်မှတ်ပြီအဲ့ဒါနဲ့သူ့အဖေကဘာလို့တလဲဆိုရင်သူ့သမီးကိုခေါ်ပြီးတော့မှဟိုးတင်ချိုင်ကုန်းနာမှာသွားပြီးတော့မှကျင်းတစ်ခုတူးတယ်သူ့သမီးရဲ့အတွက်လေကျင်းတူးပြီးတော့မှဘာလို့တလဲဆိုရင်နေတိုင်းသူ့သမီးကိုခေါ်ပြီးမှအဲ့ဒီကျင်းမှာသွားကစားတယ်သွားကစားတယ်ပြီးရင်အဲ့ဒီကျင်းတက်မှာအိတ်တယ်အမကစားတယ်သူ့သမီးကိုအမရင်သွားအောင်ကျင့်ပေးနေတာသူကဘာကြောင့်လဲသူရဲ့ရည်ချက်ကဘာလဲဆိုရင်ငါသမီးတရက်ကျရင်တေးမယ်ဒီနေရာကိုလာမယ်လာတဲ့ခါငါသမီးမကြောက်ဖို့ရန်အတွက်ငါဒီနေရာမှာအချစ်သားတစ်ခုဖြစ်အောင်ဆိုပြီးတော့မှသူ့သမီးကိုသူအမနေတိုင်းခေါ်သွားပြီးမှသူကဆော့ကစားပေးတယ်တကယ်တော့သူ့သမီးတေးတော့သူ့သမီးကဘာမှမတီးတော့ကြည့်ဖခင်တယောက်ဆိုတာနောက်တမလွန်အတွက်ပါစိတ်ပူပေးတဲ့ဖခင်ဖြစ်ပါတယ်ဟာလေလုယာအာမင်ဘုရားနာမဘုန်းကြီးပါစေကျွန်တော်ပြောမယ်နော်တိကိုတချို့တော့ဖခင်တွေကမယုံကြည်သူဖြစ်တယ်နော်တချို့တော့ဖခင်တွေကတော့ယုံကြည်သူဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ဖခင်တိုင်းဟာဖယားသခင်ရဲ့အတုံးတော်ခံနေဖြစ်ပါတယ်ဖယားသခင်ရဲ့မေတ္တာကိုဖော်ညွှန်းတာဟာဖခင်တွေဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဘုရားနာမဘုန်းကြီးပါစေကျွန်တော်ဖခင်ဖြစ်လာတဲ့အခါမှာလက်တွေ့ကြုံတွေ့ခဲ့ရတဲ့အရာလေးတွေအနည်းငယ်ကျွန်တော်ဝင်ငှချင်တယ်ကျွန်တော်ဖခင်ဖြစ်လာတဲ့အခါမှာကျွန်တော်ရဲ့ဇနီးလဲကျွန်တော်ရဲ့တာရီမီတွေကိုချစ်တာမှန်တယ်နော်သူလည်းချစ်တယ်အယမ်းမှန်တယ်ကျွန်တော်လည်းချစ်တယ်
ချစ်တဲ့ခါမှာလေကျွန်တော်လေသူတို့အားလုံးအိပ်ပျော်တဲ့အချိန်မှပဲကျွန်တော်အိပ်တယ်စိတ်မချဘူးငါအိပ်ပျော်သွားလို့ငါကလေးကမအိပ်သေးဘူးဆိုရင်တနေရာမှာများချော်လဲသွားမလားမသိဘူးအမြဲတမ်းစိတ်မချဘူးသူတို့မိသားစုကျွန်တော်ရဲ့ဇနီးကျွန်တော်ရဲ့တာသမီတွေအားလုံးအိပ်ပြီးမှပဲကျွန်တော်အိပ်တယ်အိပ်တဲ့အခါမှာသူတို့ရဲ့ပါးပေါ်မှာကျွန်တော်ရဲ့အနမ်းရတယ်ပဲရည်တွက်လို့မကုန်နိုင်ဘူးဖခင်ဆိုတာတခါတလေလေသူချစ်တဲ့အကြောင်းကိုမဖော်ပြတဲ့ဘူးဖခင်တွေကလေမဖော်ပြတာအခုချိန်မှာကျွန်တော်တာသမီတွေငယ်သေးတော့ကျွန်တော်ဖော်ပြတာပေါ့ချစ်တယ်ဘာညာဒါပြောတာပေါ့ဒါပေမဲ့ကြီးလာတဲ့အခါကျတော့နည်းနည်းလေးစိမ့်လာလိမ့်မယ်မဖော်ပြတော့ကျွန်တော်အဖေလည်းပဲကျွန်တော်ငငယ်တော့ဆိုရင်ဒါချစ်တယ်သူကဒါချစ်တယ်အရက်မမူးနဲ့လည်းသူကတကူနမ်းပေးတယ်အတကူပိုးပေးတယ်ဒါပေမဲ့ကြီးလာတဲ့အခါမှာမပြောတော့ကျွန်တော်ချစ်တယ်လို့မပြောတော့ဖခင်မြတ်တာကမဖော်ပြတတ်ဘူးမိခင်တွေကတော့ဖော်ပြတတ်တယ်လေမိခင်တွေကျွန်တော်တွေ့ဖို့တဲ့မိခင်တော်တော်များများဆိုရင်နော်ကျွန်တော်ဒီမှာကျွန်တော်ဒေါ်နေစီတို့ဆိုရင်အမြဲတမ်းဖော်ပြတယ်သမီးတွေကိုချစ်ကြောင်းသားတွေကိုချစ်ကြောင်းဟာဒါငါသမီးအတွက်မင်းညတော့မှကျွန်တော်ကြားလိုက်သေးတယ်ဒါငါသမီးအတွက်ငါဒါရည်ရွယ်ထားတာကြည့်သမီးတွေကိုဖော်ပြပေးတယ်မိခင်တွေကသားသမီးတွေကိုချစ်ကြောင်းအမြဲတမ်းဖော်ပြပေးတယ်ဒါပေမဲ့ဖခင်တွေကမဖော်ပြတယ်မဖော်ပြတယ်ဖခင်တွေကအမြဲတမ်းပါသားသမီးတွေအတွက်မဖော်ပြတတ်ပေမဲ့သူတို့နှလုံးသားထဲမှာလေငါသားသမီးတွေရဲ့ရှေ့ရည်အတွေ့အမြဲတမ်းစဉ်းစားတယ်ကျွန်တော်အဲ့ဒီအကြောင်းကိုစဉ်းစားတဲ့အခါမှာတောင်တန်းကြီးပေါ်မှာဖဖေမြတ်တာဆိုတဲ့တခြင်းထွက်လာတယ်နော်တခါတလေတော့မှတာသမီတွေရှေ့ရအတွက်ဆိုရင်မငြင်းညူဘူးတခါတလေတော့မှစိတ်မပြတ်ဘူးငါတာသမီတွေကိုချွေလိုက်ရလို့လှုပ်ပေးလိုက်ရလို့ဆိုပြီးတော့မှညီးသွားတဲ့သူမရှိဘူးလို့ကျွန်တော်ယုံကြည်တယ်အာမင်အာမင်ဒါနမဘုံကြည်ပါစေကျွန်တော်တို့ကိုဖခင်ပေးထားတဲ့ဘုရားကိုထူးပဲကျေးဇူးတင်တယ်ဟာလေလုယာဒီဖခင်မရှိဘူးဆိုရင်လည်းတစ်ချိန်တုန်းကဒီမှာဖခင်ရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဖခင်ကိုကျေးဇူးတင်ပါကျွန်တော်ဒီနေရာမှာတစ်ခုလေးကျွန်တော်ဒီမှာရှိတဲ့မိသားစုများကိုပြောပြချင်တယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့တာသမီတွေကိုချစ်တာတော့မှန်တယ်တာသမီကိုချစ်တာမှန်တယ်ဇနီးတဲ့တွေအော်ရပေးမယ်ဇနီးတဲ့တွေနေတာသမီတွေကိုချစ်တာမှန်တယ်တာသမီတဲ့ခင်ဘိုးကိုတာရွေးချစ်ပါဟာလေလုယာတစ်တာသမီတွေကတင်းရဲ့ဘဝကိုနောက်ချမှရောက်လာတဲ့သူတွေဖြစ်တယ်ဒါပေမဲ့တင်းရဲ့ခင်ဘိုးတဲ့တင်းရဲ့ဘဝကိုပထမဦးဆုံးရောက်လာတာအာမင်အဲ့လိုပဲဖခင်နေလည်းပဲတာသမီကိုချစ်တာမှန်တယ်ဇနီးတဲ့ကိုပို့ချစ်ရမယ်ခန္ဓာမပုံကြည့်ပါစေကျွန်တော်အရင်အားကြရတဲ့ပုံကိုတယောက်ရှိတယ်ဥမာဆရာမကုသူ့ရဲ့ phone profile ထဲမှာပါရှိတယ်သူ့ရဲ့ဇနီးပုံရှိတယ် Praise the Lord အာမင်ကျွန်တော်ရဲ့ phone ထဲမှာလာကြည့်လိုက်ဘုဒ္ဓပုံရှိလဲဆိုရင်ကျွန်တော်မိသားစုပုံရှိတယ်တာသမီပုံပဲထားပြီးမှဇနီးမလိုအပ်တယ်လို့မျိုးမဟုတ်ဘူးကျွန်တော်အမြဲတမ်းကျွန်တော်ဇနီးကိုကျွန်တော်ပြောတယ်စောရရောအမြဲကျွန်တော်အဲ့ဒါပဲတဲ့တာလေဒီကချင်စကားအဲ့ဒါပဲတဲ့တယ်ကျွန်တော်အမြဲတမ်းတင်တို့ကတော့ဒါကျွန်တော်ပြောရင်လည်းရှက်စရာတော့ဖြစ်ပေမဲ့ကျွန်တော်ဇနီးကိုချစ်တယ်လို့မပြောဘူးတဲ့နေ့ရမရှိသေးဘူးတကယ်မရှိသေးဘူးကျွန်တော်ကိုတာသမီတွေကိုလည်းနမ်းတယ်ကိုတာသမီတွေကိုချစ်တယ်ဒါပေမဲ့ကျွန်တော်မင်းညာဓမ္မသူ့ကိုပြောပြပေးတယ်နေ့တာသမီတွေထက်နေ့ကငါတာပြီးချစ်တယ်နော်ဟာလေလုယာဟာလေလုယာဟာလေလုယာဘာကြောင့်လဲဆိုရင်ကျွန်တော်ဘဝကိုပထမဦးဆုံးရောက်လာတာသူဖြစ်တယ်ကျွန်တော်တာသမီတွေမဟုတ်ဘူးတာသမီတွေကနောက်မှရောက်လာတာတခါတလေတာသမီတွေရလာတဲ့အချိန်မှာကိုယ့်ရဲ့ဇနီးတဲ့ကနော်နည်းနည်းလေးကလေးမွေးပြီးသွားတဲ့ခါမှာမလမပတာတွေဖြစ်လာမယ်နော်နည်းနည်းယိုယွင်းလာတွေဖြစ်လာမယ်ဒီအခါမှာကျွန်တော်တာရွေးချစ်ပေးဖို့လိုတယ်အာမင်အာမင်တင်ပြန်ရင်တင်းဇနီးတင်းရဲ့ခင်ဘိုးကိုလည်းပြောဖို့လိုတယ်လို့ကျွန်တော်အားပေးချင်ပါတယ်ဟာလေလုယာဟာလေလုယာဘုရားနာမဘုံကြည်ပါစေရောခုနတခြင်းလေးကိုခဏလေးအတူတကွဆိုကြည့်အောင်โอเคကျွန်တော်ကီးဘိုးဆရာဘယ်ရောက်သွားလဲမသိဘူး
တို့တယောက်တော့စုကူရအောင်နော်တချင်းစာရတော့ရှိမလားမသိဘူးဖခင်တွေကိုဂုဏ်ပြုတဲ့တခြင်းဖြစ်ပါတယ်သူနိုင်လို့မရတဲ့မြေတာရှင်ဖေဖေတာရမီတွေတွေ့ပင်မလေးရှာချေစရင်လို့ကြိုးစားရှာကြွေးသူမောပန်းနေလေအပြုံးမပြတ်ဘူးကိုယ်တိုင်ဝမ်းနေလွယ်ပြီးမမွေးခဲ့ပေမဲ့လေအမေချမ်းမရောတဲ့အချင်းနဲ့ချစ်သူဖေဖေခါလေးတောင်မှမငြင်းညူဘူးတခါလေးတောင်မှစိတ်မပြတ်ဘူးတာနမီတွေရှိရဲ့တွေဖေဖေကိုကြိုးဆုံးလေးပြီးဖေဖေပေးဆက်လေးပြီးမိသားစုတွေရှိရဲ့တွေဂျေဇုတင်နေဖေဖေကိုဂျေဇုတင်နေတောင်းတကြည့်ပါမှာကြည်မလို့နဲ့ဖေဖေမြတ်သားတွေတွေ့အဖေများအားလုံးပေါ်မှာဖယားသခင်ကောင်းချီးပေးပါစေရှင်လက်ချမ်းမြေပါစေလို့မရတဲ့မြေတာရှင်ဖေဖေတာရမီတွေတွေ့ပင်မလေးရှာချေစရင်လို့ကြိုးစားရှာကြွေးသူမောပန်းနေလေအပြုံးမပြတ်ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမမွေးခဲ့ပေမဲ့လေမင်းချမ်းမရောတဲ့အချင်းနဲ့ချစ်သူဖေဖေတခါလေးတောင်မှမငြင်းညူဘူးတခါလေးတောင်မှစိတ်မပြတ်ဘူးတာသမီးတွေရှိရဲ့တွေကိုကြိုးဆုံးလေးပြီးဖေဖေပေးဆက်လေးပြီးမိသားစုတွေရှိရဲ့တွေဂျေဇုတင်နေဖေဖေကိုဂျေဇုတင်နေတောင်းတကြည့်ပါမှာကြည်မလို့နဲ့ဖေဖေမြတ်သားတွေတွေ့ရာသခင်ကောင်းချီးပေးပါစေ
Jesu tene Pepe go Jesu tene Down the Jipama Jimalone Pepe Mietari Jesu tene Pepe go Jesu tene Apemya alopoma Ya the king County Bay Baze Shilachami Baze La Cote Vidoma Parkin and go Pia Hallelujah Hallelujah Pianama Bonji Baze The Gerole Parkin is Surahale A Jean Pimena to the Pipar The Ah Pimena Parkinia The Gay Mita Sut the Sulu yet Wungo Taniara Parking in Pipare. I don't go in my parking machine, I the parking go a mere gumpu paper, laser paper. Parking here, I do not do the chain or Yida Kama. Tari me to a pega, yeah, Pimanly shade. No did the chain with Yida Kama, the get up. Parking here to Pimanes or Mapopiao. I met to a yam Piman needed. I met to a Piman needed a chainy, but low Pemyani Baze. The need the Eminago Minaka. Tari midi Eminago Minaka, Eddie Pimamun a Gonoha Papia Dobby Pipare. Hallelujah, hallelujah. That's what you know parking with teaching up in Payanta Mitago Kanzalo Yare. The Yema Shinuka Ganji Sangarema. Parking here couldn't note on the loan that what you know to do it. Parking in the loan, parking at the gate couldn't note and the loan that Pimagino gone Nale. The Catholic Generale, parking your Galangas and Lobby Doma away to go Tedore. Lucas and Arhema, Alube, you should be a Umarhema. Eddie Taga, Pelto Taga, parking Siani Galangas and Lobby Doma, the Kerole, Julu Muria Tonsama. Me Pama Taben and Amwe Judas with a Tonsa machine. The men did the Yogale, to a pair of material, to Yatai the Ammonia, Ano Jubidoma, to a pair of Galangas and Lobby Tedore. Tabi me, the Shema. To parking sigo pianare kama no the gecko so to ankeretu the gecko parking galangas and lobby doma patwa kebi me parking up kunno than the loan on a juice honey de dini general a bit below bemyani base a bit nya bidoma payanaki at tanogani ways or pigo general tedwa base dini payat can general a mena kunno than the loan on a sound in a pipare hallelujah eri payanaki will look out the video chimoya Pianama Bonji Baze, Pianama Bonji Baze. You got the Chodoa to Riga, Angama parking machine Suma Kanzani. They a machine at the Agogia, the parking pit. They a magia, the parking pit. They a machine at the Jean Party, the Jean Maria, the parking pit and Yugomamia. Hallelujah. A mane, the game, Mamma Jetti, a magi, a goji, your party sheet, Eddie, a parking sheet of a low tone. Hallelujah. Hallelujah. Pianama Bonji Bazi. Dine parking Yanele Peter the jump. Parking in the Nelly. General Koa Bachine, Taito Chine, the Nelly Soma or Rasurate, Nokupeto Lego, Pobiachin. Parking in Matawi Shide, Biojibanga Matawi Shide. They look you soon let the parking Pilamabe. Biojibanga Matawi Shide. Hallelujah. Tari Midigule, Tibe Kitchenero Parkinga, Tari Midigo, Payanta King, no Copeto Gong, only don't think many young lobby people. Tari Midigule, no Copeto, Matun Timbu Suyi. Do not think of the Manano Kaleme. Jo Ili ha, Shipro he pite. To a Tari Gale, Bayman don't have a Pimare. Bayman don't have a young lord and you're the meeting at Pimajare. Bayman don't have a Tumiani Puzo, the Kajula Yarigole, Payaniki, Mapuzo, Benaturo, Metro, Sapi, the Turuba, Luchina, locality. The Yecharo, Shamulago Piaga, the deep baby. Ili a thousand years ago, a pessime. Bachong Lesing, Jasama de Lupia, Jambalit by Payam. Jambalit by Payam. Toda Gajin Nesani and a chama. Dunga Toya Lanwa night, so much Tuntino. Don't you let to the Oroka, to Lama Malue, light to me. Hallelujah. Tunga
ငယ်တွားရလမ်းကိုဆုံးမတွင်တရားမယ်ဒါမဲ့အေလိကလည်းသူ့ရဲ့တာရမီတွေကိုစက်သေးဆိုမဆုံးမအောင်စက်သေးဆိုမဆုံးမအောင်သူများတွေကလာပြောတယ်။အိုးယပရောဟိတ်ကြီးရဲ့နေ့သားတွေကဒီလိုလုံနေပြီမိမတွေနဲ့မာယူနေပြီဟိုမှာဗိမ္မာန်တော်ထဲမှာဖခင်တကယ်မျက်မှောက်တော်ထဲမှာလုံနေပြီဆုံးမပေးပါပြောတဲ့ခါမှာကောင်းမဆုံးမအောင်သူတာသမီတွေခေါ်ပြီးတော့ဘာလို့တလဲဆိုရင်ငါသားတို့အဖေကြားတဲ့တည်င်းကမကောင်းဘူးနော်ကြည်တာသမီကိုဆုံးမတာဒီလိုဆုံးမတာဒီမှာရှိတဲ့မိဘတွေတော့မပါတော့ဘူးလို့ကျွန်တော်ယုံကြည်တယ်တချို့မိဘတွေကလည်းနေရတာရမီနဲ့ဒီလိုဖြစ်နေတယ်ဟိုလိုလုံနေတယ်ပြောရင်မကြိုက်ဘူးတချို့မိဘတွေကလည်းအဲ့ဒါတင်မာတာတင်းကိုကျွန်တော်ပွင့်လင်းပြောပြချင်အဲ့ဒါတင်မာတာတကယ်တော့လေကိုတာရမီလေမာချောင်းကိုကမပြောနဲ့ဘေးပတ်ဝန်းကျင်ကပြောပါစေအာမင်တချို့ကလေနိတာဒါလုံးနေပြီနော်ပြောဟာနိမြင်လို့လားဒီသူများကအကောင်းနဲ့လာပြောပြတာဆုံးမပေးဖို့ရတဲ့ပို့ပြီးတော့မှလိမ်မာစေခြင်းဖို့ရတဲ့သူများတွေကလာပြောပေမဲ့မိခင်တွေကလည်းတာရမီတွေကိုတာချစ်တော့ငါတာငါဒါမျိုးမဖြစ်ပါဘူးနင်မြင်လို့လားဆိုပြီးတော့လာပြောတဲ့သူကိုအပြစ်တင်တယ်အဲ့လိုမိဘတွေမဖြစ်ဖို့လိုတယ်သူများကကိုယ်လာပြောရင်အိုးငါဆုံးမရမယ်ငါတာငါသမီးဒီအရာတွေကလုံးဝမလုံးရဘူးချက်သေးဆိုဆုံးမရမှာဖြစ်ပါတယ်ဒီအေလိကလည်းချက်သေးဆိုမဆုံးမတဲ့အခါမှာဒီနေ့တင့်ကိုကျွန်တော်ပြောပြချင်တယ်တင်းရဲ့တာရမီတွေအားဖြင့်တင့်ကိုဘုရားကပယ်နိုင်တယ်တဲ့အားဖြင့်လေတာသမီတွေကိုဖျားပင်နိုင်တယ်ကြည့်ဒီအေလီရဲ့ generation အေလီကတာသမီတွေကိုချက်သေးဆိုမဆုံးမတဲ့ခါမှာအေ generation ကပျောက်သွားပြီတကယ်တော့အေလီဟာယပရောဟိတ်ဖြစ်တယ်ဖျားတကယ်ရွေးချယ်ထားတဲ့သူဖြစ်တယ်ဒါပေမဲ့မဆုံးမဘူးနော်ဒုစရအမှုတွေပြုနေတယ်မကောင်းတဲ့အရာတွေလုပ်နေတယ်ဒါပေမဲ့ချက်သေးဆိုမဆုံးမတဲ့ခါမှာအဲ့ဒီ generation တစ်ခုတော့ဖျားတကယ်ပယ်လိုက်တယ်ဒီနေ့ညီကောင်မတော်မများတာရမီတွေကိုကျွန်တော်တေချာဆုံးမရအောင်ဟာလေလုယာဘုရားနာမဘုန်းကြီးပါစေဟာလေလုယာ generation ကိုယ့်ရဲ့သားစီမိဆက်ကိုကောင်းကြီးဖြစ်စေခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့တာရမီတွေကိုဆုံးမပါနော်ကြီးတဲ့ချိန်မှာလည်းဆုံးမဖို့လိုတယ်ကျွန်တော်ဦးလေးတို့ကျွန်တော်အဖေတို့ဒီမှာအကြီးတွေရှိတယ်ဒီမှာဆရာတွေရှိတယ်ကျွန်တော်မိုင်းကျွန်တော်ကိုဆုံးမပေးပါအာမင်ဟာလေလုယာဟာလေလုယာပြောကြည့်ပါဦးကျွန်တော်ရဲ့ generation နေကောင်းကြီးခံစားတော့ generation ဖြစ်တယ် hallelujah ကျွန်တော်တို့အာဗြဟံကိုကြည့်တဲ့အခါအာဗြဟံရဲ့ generation အားလုံးကောင်းကြီးခံစားတယ်ဒီအာဗြဟံအားဖြင့်ကျွန်တော်တို့ကယေရှုခရစ်တော်၌တည်ပြီးတော့အာဗြဟံရဲ့အမျိုးအနွယ်ဖြစ်ရဲ့ဂတိတော်အရာမှာကျွန်တော်တို့ကအမွေခံရတယ်ကျမ်းစာမှာဘယ်လိုပြောလဲဆိုရင်အကြောင်းမူကားတဲ့နော်ကပ္ပဦးကျမ်းခန်းကြီး18အငယ်19မှာအကြောင်းမူကားတဲ့သူတွေမိနောက်၌ဖြစ်တော်သားများအိမ်သူအိမ်သားများအားပြည့်ညက်မြင့်အရာကိုငါသိ၏သူတို့တွေလည်းထောင်တော်ဘုရား၏လမ်းသို့လိုက်၍ဟုတ်မှန်ဖြောင့်မတ်စွာကျင့်လိမ့်မည်တို့ဖြစ်၍ဂတိတော်ရှိတဲ့အတိုင်းထောင်တော်ဘုရား၏အာဗြဟံ၌ပြုရတော်အခွင့်ရှိလိမ့်မည်ဟုအကြံတော်ရှိ၏ဟာလေလုယာတာရမီတွေကိုဆုံးမတဲ့အခါမှာတဲ့ဒါကြောင့်မို့လေတင့်ကိုအမြဲတမ်းမှာဆုံးမပေးတဲ့သူရှိတာကိုယေရှုတင်ပါဟာလေလုယာတင်းမတင်းအမကတင်းကိုဆုံးမနေတယ်တင်းရဲ့ယောက်ဖကတင်းကိုဆုံးမနေတယ်တင်းရဲ့မိဘတွေကတင်းကိုဆုံးမနေတယ်ဆုံးမနေတဲ့သူယေရှုတင်ပါဟာလေလုယာချက်သေးဆိုဆုံးမလေယေရှုတင်ပါတခါတလေဆုံးမတဲ့အခါမှာလေတအားခံပြင်းတယ်တအားကိုနာကျင်ရတယ်တအားကိုမခံနိုင်တဲ့အနေထားတွေရှိနေတယ်ဒါပေမဲ့ဆုံးမနေလို့ပဲတင်းဒီနေ့ဒီအချိန်ထိဒီနေရာမှာရှိနေတာဖြစ်ပါတယ်။ဉာဏ်နာမဘုန်းကြီးပါစေ။ဟာလေလုယာကျွန်တော်ဒီနေ့တင်းကိုမာချင်တယ်တင်းဒီနေ့အိမ်ပြန်တဲ့အခါမှာတင်းကိုဆုံးမပေးတဲ့သူတွေကိုဒီလက်ဆောင်ပေးဖို့လိုတယ်။ဟာလေလုယာဉာဏ်နာမဘုန်းကြီးပါစေ။